tashi bene nyato twati mine sikala pasne de cha loka ye lu bang le yin che mu thong nam nya ne yau chi ya lu myaw ma khwe le chin pyo thong loka le yang de tin ka phwin ne chaကိုယ်ကောင်းစိတ်မထားရှိပဲနဲ့ညောင်ချိုးတွတ်သိမြင်နေစီကလာပတ်နေကြလောကရဲ့လူပေါင်းလဲရှင်ချေမှုထုံနေများရှင်မဆုံးတော့သည်စိမ့်လဲ့လဲနှစ်စဉ်လေကွင်းတွေကတမျောတခေါ်ဆိုပြေလွင်ရိတ်သိမ်းရင်ဆိုပြန်လျင်ဝင်းနေရွှေစင်ဤလိုပင်စပါးအနံတွေနဲ့အသီးတွေတမ်းမြန်အောင်မြင်မနက်ခင်းစိတ်ရွှင်လမ်းရစီဆွဲငင်အုတ်ဩတန်တွေ့ငါပြောဝေကြည်လင်းလုပ်ငန်းကိုကိုစီဝင်စက်ယုံကြည်ငယ်ရက်တွင်ကြီးရည်တခွင်ကအယောင်းဝယ်စုံစမ်းသာစီတွင်လူချင်းလူကောင်းကြတို့ပေါင်းစုအားရင်ကျွန်တော်မိတ်ဆွေတွေကိုကြည်ညိုစွာမြင်လိုက်ခြင်းဗမာသားကောင်းများကိုအစိုးတီးမှုနဲ့ပင်ယူသည်ခင်မင်းအားတဲ့အလေးပြုလျက်ပဲအစဉ်ရှင်မဆုံးတော့သည်စိမ့်လဲ့လဲနှစ်စဉ်လေကွင်းတွေကတမျောတခေါ်ဆိုပြေလွင်ရိတ်သိမ်းရင်ဆိုပြန်လျင်ဝင်းမဲ့ရွှေစင်ဤလိုပင်စပါးနံတွေနဲ့အသီးတွေတမ်းမြန်အောင်မြင်မနက်ခင်းစိတ်ရွှင်လမ်းညစဉ်ဆွဲငင်အုတ်ဩတန်တွေ့ငါပြောဝဲကြည်လင်းလုံငန်းကိုကိုစီဝင်စက်ယုံကြည်ငယ်ရက်တွင်ကြည်ရည်တခွင်ကအယောင်းဝေစုံစမ်းသာစီတွင်လူညလူကောင်းများတို့အောင်စုအားရင်ကျွန်တော်တို့မိတ်ဆွေတွေကိုညီညွတ်စွာမြင်လိုက်ခြင်းဗမာသားကောင်းများကိုအစိုးတီးမှုနဲ့ပင်ယူသည်ခင်မင်းအားတဲ့အလေးပြုလျက်ပဲအစဉ်ဇာခုံဇာဆွမ်းအားတဲ့တွင်စံချိန်ရင်ပေါင်းတန်းလိုက်လျင်မင်းခင်မီနီကဘာကြီးကြည်မြင်တန်မြန်ယောက်ျားပါသာလျင်လျက်စစ်အားသုံးများတဲ့ဖြင့်တွင်ကြဲကြဲထအောင်မြည်တခွင်သစ်ပင်တွေမြေတွင်ဓာတ်တွေပေါ်ယူနိုင်စွမ်း
ဘာသမိုင်းရာဇဝင်သုံးသက်လေလာသည်ဉာဏ်ဉာဏ်ဝေဖန်မျောလို့မြင်ငါတို့ပြည်တော်သူတွေဘာရေကြောင့်တင်မောမောင်မြင်ဒီပြင်းဒီပြင်းနှံ့ဆက်ဆုံးလင်းဒုလူညလူကောင်းစုရင်ဘာဝင်တယောက်သူတအားရင်ဆရာဝန်ပညာတွေကိုသင်ခေရောရှိမိသမားကျော်များပင်ဤသူတို့ကိုကိုယ်နဲ့ထပ်တူချစ်ခင်မြင်ဝဲတာညွန်ကြားတန်တွားကြမှာကြံ့ခိုင်အားအင်းခလေးလေးတွေပညာရရှိဖို့တော့ဖမိပုံသွင်းအာစရီတွေခလေးလေးတွေပညာရရှိဖို့တော့တိုင်းဒေသကြီးစုပထမသွင်းအာစရီတွေတောင်းစုပထမသွင်းလူလေးတွေဖြစ်အောင်ရေတော်ရောက်ကောင်းရင်တင်ဇာခုံဇာဆွမ်းအားပဲတွင်တန်းလိုက်ရင်မင်းဒီကဘာကြီးကြည်မြင်ညယောက်ျားသာတည်းလျက်စစ်အားသုံးများရဲ့ပင်တွင်ကြည်ကြည်ထအောင်မြည်တခွင်သစ်ပင်တွေရေရင်းဓာတ်တွေအော်ယူနိုင်ကျွမ်းခြင်းထဝီဝင်းကဘာသမိုင်းရာဇဝင်သုံးသက်လေလာသည်ဉာဏ်ဉာဏ်ဝေဖန်မျောလို့မြင်ငါတို့ပြည်တော်သူရင်ကဘာရေကြောင့်တင်မောမောင်ခင်ဝေပြင်းရေပြင်းနှံ့ဆက်ဆုံးလင်းလူကောင်းစုရင်ရောက်စုတာမင်းဘာလို့စမဆုံးတော့ပတ်တာမှာဒီနေ့က
နေပါသည်အရွယ်မတိုင်မီပညာပိတ်မှစခန်းစီအရွယ်မတိုင်မီပညာပိတ်မှစခန်းစီလမ်းကြောင်းကျူညီငယ်ညီမလေးတို့တွေသည်နောက်တစ်ခေတ်မှာကြည်တို့တွေကောင်းဆောင်ဖြစ်ရမည်အခုနေခါများစာကိုကျူလာသည်နီအများကျူတွေမဖြစ်အောင်ကူညီနောက်မတွေ့တဲ့လုံလောင်မိရဆွဲလေးရှိရမည်လူရည်ကျူဖြစ်ဖို့ကျွန်တော်ကျူစားမည်ဆရာဝန်ဖြစ်ဖို့ကျွန်တော်ကျူစားမည်မြမသားကောင်းစားနီစစ်သားကြီးကိုကျွန်တော်မျှော်မှန်းစာသင်ခန်းမှာနိုင်ငံတော်အတွက်ရည်တစ်စစ်တဲ့မြတ်တဲ့နေရမည်တို့ချစ်တဲ့တို့ရဲ့ဝါဘယ်ဆောင်ကောင်းဆောင်မည်အားလို့ရအားနဲ့နိုင်ငံတော်ကြီးတို့တက်စေရမည်အသီးနဲ့အတန်းနဲ့ဝေရစေရည်လွင်မာတဲ့အသီးကရှစ်ဆက်ဖို့ခက်မည်ဘယ်ညာလက်အားနဲ့ညီဘယ်ညာချီအားနဲ့ညီလူငယ်ဆိုတာနာဂတ်တိုင်းပြည်ပညာဆိုတာလူသားတိုင်းပြည်စာရင်းကမှနိုင်ငံတော်တို့ရှိစစ်တဲ့မြတ်တဲ့နေရမည်တို့ချစ်တဲ့တို့ရဲ့မှာလက်ဆောင်ကောင်းဆောင်မည်ငါတို့ရဲ့အားနဲ့နိုင်ငံတော်ကြီးတို့တက်စေရမည်မင်္ဂလာပါနှုတ်ဆက်ပြီးငါတို့ပြည်နိုင်ငံလန်ကိုဦးညွတ်ပြီးအဝအစိမ်းအမည်ဒါတို့နိုင်ငံတို့ချစ်ပြီးငါတို့ပြည်ရိုင်းပြီးကိုကြီးတွေ့လက်ကြီးရှင်းဆက်မည်စာရင်းကမှနိုင်ငံတော်တို့ရှိစစ်တဲ့မြတ်တဲ့နေရမည်တို့ချစ်တဲ့တို့ရဲ့မှာလက်ဆောင်ကောင်းဆောင်မည်ငါတို့ရဲ့အားနဲ့နိုင်ငံတော်ကြီးတို့တက်စေရမည်ဒီနဲ့အတန်းနဲ့ဝေတာစီရည်လွယ်မာတဲ့အသီးကရှစ်ဆက်ဖို့ခက်မည်ဘယ်ညာလက်အားနဲ့ညီဘယ်ညာချီအားနဲ့ညီလူငယ်ဆိုတာနာဂတ်တိုင်းပြည်ပညာဆိုတာလူသားတိုင်းပြည်စာသင်ခန်းမှာနိုင်ငံတော်အတွက်ရည်စစ်တဲ့မြတ်တဲ့နေရမည်တို့ချစ်တဲ့တို့ရဲ့မှာဘယ်ဆုံးကောင်းဆောင်မည်ငါတို့ရဲ့အားနဲ့နိုင်ငံတော်ကြီးတို့တက်စေရမည်မင်္ဂလာပါနှုတ်ဆက်ပြီးမာတို့ပြည်နိုင်ငံလန်ကိုဦးညွတ်ပြီးအဝအစိမ်းအမည်ဒါတို့နိုင်ငံတို့ချစ်ပြီးငါတို့ပြည်ရိုင်းပြီးကိုကြီးတွေ့လက်ကြီးရှင်းဆက်မည်စာသင်ခန်းမှာနိုင်ငံတော်အတွက်ရည်စစ်တဲ့မြတ်တဲ့နေရမည်တို့ချစ်တဲ့တို့ရဲ့မှာဘယ်ဆောင်ကောင်းဆောင်မည်ငါတို့ရဲ့အားနဲ့နိုင်ငံတော်ကြီးတို့တက်စေရမည်ညာနဲ့လက်စုံပိုင်
ကားပြောကြားခြင်းအစီအစဉ်သောဒုတိယမြို့နယ်ပညာရေးကိုအငိမ့်သားဆရာကြီးဦးမြင့်စိုးမှဂုဏ်ပြုစကားပြောကြားခြင်းအစီအစဉ်လေးပညာသင်ကိုယ်ပိုင်တက္ကသိုလ်ကျောင်းမှကျောင်းဆရာကြီးဦးသိန်းထွန်းမှဂုဏ်ပြုဝမ်းမြောက်စကားပြောကြားခြင်းအစီအစဉ်ကနိုင်ငံတော်အဆင့်အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင်ထူးချွန်သူများရရှိခဲ့ကြသောကျောင်းသူလေးများနှင့်ထူးချွန်သူများရရှိအောင်ဖိကြားပေးခဲ့သောဆရာအားဆုချီးမြှင့်ခြင်းစီစဉ်6ဆရာဦးဆိုင်ဆန္ဒမှဂုဏ်ယူဝမ်းမြောက်စကားပြောကြားခြင်းအစီအစဉ်9 Grade 7ကျောင်းသူလေးမှနိုင်ငံတော်အဆင့်အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင်ထူးချွန်သူရရှိအောင်ကြိုးစားခဲ့ပုံများအတွေ့အကြုံများနှင့်ပတ်သက်၍ရှင်းလင်းပြောကြားခြင်းအစီအစဉ်10 Grade 9ကျောင်းသူလေးမှကျေးဇူးတင်စကားပြန်လည်ပြောကြားခြင်းအစီအစဉ်ကိုခမ်းနားပြည့်မြောက်ကြောင်းကြီးညာခြင်းတို့ပဲဖြစ်ပါရရှင်ဒီစီတီယာ2025-2026ပညာသင်နှစ်ပညာသင်ကိုယ်ပိုင်တက္ကသိုလ်ကျောင်းမအူပင်မြို့မှာနိုင်ငံတော်အဆင့်အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင်ဆုရရှိခဲ့သောကျောင်းသူလေးများအားဆုချီးမြှင့်ခြင်းအခမ်းအနားစတင်ဖွင့်လှစ်ကြောင်းကြီးညာအပ်ပါရရှင်မဟုတ်ဘူးခရိုင်ပြည်နယ်ဦးရောမှာဦးစီးရရှိဆရာမကြီးတော်ဝင်းကြီးမှာအခုဒီမှာစကားပြောကြားမည့်အစီအစဉ်ဖြစ်ပါသဖြင့်ဆရာမကြီးအားဆင်းရဲထက်သို့လေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါရရှင်ဒီနေ့2025-2026ပညာသင်နှစ်ပညာခေတ်ကိုယ်ပိုင်ထက်တန်းကျောင်းနိုင်ငံတော်အဆင့်အင်္ဂလိပ်စာဆုချီးမြှင့်ပွဲအခမ်းအနားသို့တက်ရောက်လာကြပါသောကျောင်းဆရာကြီးနဲ့ဌာနဆိုင်ရာကြီးကများကျောင်းသူကျောင်းသားများအားလုံးမင်္ဂလာပါလို့နှုတ်ခွန်းဆက်သပါလေရှင်မင်္ဂလာပါဒီနေ့အခမ်းအနားပညာမျိုးမှာဆရာကြီးကလည်းအားရတဲ့သူ့ကိုစားပြောခွင့်ရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒါတို့သမီးတို့ရဲ့စမ်းဆောင်မှုတွေကိုကြည့်ပြီးတော့အင်မတန်မှဂုဏ်ယူရပါတယ်ဘုပင်ခရိုင်ကိုစားเนาะဒါတို့သမီးတို့ကနေပြီးတော့เนาะစုတွေကိုထိုက်တန်နိုင်ငံတော်အဆင့်ရတယ်ဆိုတာညှော်နှမ်းလို့မရပါဘူးဒါပေမဲ့ပညာခေတ်ကိုပါထက်တဲ့ကျောင်းကနေ့စဉ်ပေါ့เนาะရရှိခဲ့တယ်အဲ့အတွက်လည်းဆရာမကြီးကနေပြီးတော့အင်မတန်မှဂုဏ်ယူဝင်းမြောက်ကြောင်းပြောကြားလိုပါတယ်အခုပညာခေတ်ကိုပါထက်တဲ့ကျောင်းရဲ့တက္ကသိုလ်ဝင်တဲ့အင်္ဂလိပ်စာစာရေးရဲ့ရရှိတဲ့သူလေးတွေကိုသမိုင်းကြောင်းလေးကိုပြောပြပါမယ်။ဘာဖြစ်လို့ပြောတာလဲဆိုတော့အားတို့သမီးတို့ရှိရအကိုအမားတွေယခုလက်ရှိစုရရှိတဲ့သူတွေကိုအားကြပြီးတော့ဘုန်းကြီးကိုကျောင်းကဘလို့အောင်ချက်တွေထွက်ခဲ့တာဘလို့လူတွေဂျုံတွေထွက်ခဲ့တာကိုအတူယူတဲ့စံနာနဲ့ဆံမတွေပြောပြပါမယ်။အဓိကတော့2020-23မှာလူတွေဂျုံနောက်ဂရိတ်တန်းမှာမေအေချင်းကိုရမင်းထဲကောက်ထက်မင်းနော်အိတ်ချမ်းမြေဆိုပြီးတော့လူကျွန်းလေးပေါ်ထွက်ခဲ့ပါလေ2023-24မှာဆိုရင်တော့စောမောကိုညမင်းထဲနင်းနိုင်ရည်ကောက်ထက်မင်းထဲထဲအောင်ဆိုပြီးတော့9ဦးနော်2024-25ပညာသင်နှစ်မှာချိုးရန်လင်းဝေယံကျော်စောမောကိုညမင်းထဲနင်းနိုင်ရည်ဆိုပြီးတော့9ဦးပေါ်ထွက်တယ်စုစုပေါင်း14ဦးအင်မတန်မှသူများတွေเนาะဆရာမတို့ခြေချင်မှာတော့အဲ့လိုတရားမရောက်ရဖို့မလွယ်တဲ့အရာကိုပညာခေတ်ကိုပါကြောင်းကဆွမ်းစားတဲ့မှန်နဲ့ထွတ်ချုံသူတွေပေါ်ထုတ်ခဲ့တဲ့အတွက်ဆရာမရတဲ့တော့အင်မတန်မှကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်အခုနိုင်ငံတော်ဆင်ရရှိခဲ့တဲ့အင်္ဂလိပ်စာမှာဆိုရင်လည်းရှေ့ရသမိုင်းတောင်းတွေမှာနော်24အင်္ဂလိပ်စာတေချာဆိုင်မှာငြိမ်းအံ့သူတိုင်းမှာပထမစုစန္ဒာလင်းထဲတိုင်းမှာပထမစုစန္ဒာလင်းထဲဘဘူမှာတတိယခိုင်စုကျော်တိုင်းမှာပထမငြိမ်းအံ့သူတိုင်းမှာပထမစုစန္ဒာလင်းထဲတိုင်းမှာပထမစုစန္ဒာလင်းထဲဘဘူမှာတတိယဖြိုးစစ်စံတိုင်းမှာပထမနဲ့2024-25မှာဆိုရင်တက်မှုတွေတိုင်းမှာဒုတိယဒီနေ့ကျတော့ဒါကမနစ်က
တိစစ်ဒီနေ့ grade 7မှာနိုင်ငံတော်တိုင်းမှာလည်းပထမနိုင်ငံတော်စစ်မှာလည်းပထမဒီစုရဖို့ဆိုတာမလွယ်ပါဘူးเนาะတိုင်းစစ်ထိတာမလွယ်ပါဘူးအစစ်စစ်ဖြတ်ကျော်ပြီးတော့ရရှိခဲ့တယ်နောက်ကငိမ့်နှံသူတိုင်းမှာပထမတခါစုစုစံနာနေတဲ့တိုင်းမှာပထမဒါ24 25ပညာသင်တယ်ဒီနေ့25 26မှာဘုံမှာဓမ္မရရှိခဲ့တယ်ဒါဆိုရင်စုစုစံနာလေးထက်ကတာဘုံမှာ4ချိန်မှာ3ချိန်ရဓမ္မရရှိတယ်ဒီချိန်ကတော့တကယ်ကောင်းအောင်ဖုံးမြတ်တိုင်းမှာတတရားသင်ချအဲ့တော့အခုစုတွေပညာပေးသွားတယ်ဖတ်ပြသွားတယ်ဆိုတာကဒီပညာခေတ်ကိုပိုင်ကျောင်းရဲ့ဆွမ်းဆွမ်းတမန်ဆောင်ရွက်မှုတွေသားတို့သမီးတို့စူးစမ်းမှုတွေသင်ကြားပေးတဲ့ဆရာဆရာမများဆရာမများညီမကြားတဲ့နော်ဆရာဆရာမရဲ့စကားကိုနားထောင်တယ်ကျောင်းဆရာရဲ့စကားကိုနားထောင်တယ်စီကံပိုင်းရောပညာရေးချင်းပိုင်းဟောဘေခရာမှာလည်းစုရတယ်အဲ့အတွက်အစစရပါကာယညာနာစားတွေနဲ့ပညာခေတ်ကိုပိုင်ထက်တန်းကျောင်းမှာဆရာမကြီးတို့ဥပိ္ပခိုင်ရဲ့နော်အနာဂတ်မှာရောရှေ့ပြီးခဲ့တဲ့အတိတ်မှာရောအောင်မြင်မှုတွေကိုစွမ်းဆက်တမှန်ယူပေးခဲ့တဲ့ဒီနေ့ဆွေးရရှိတဲ့စစ်သမီးတို့ဒီကောနော်သင်ကြားပေးတဲ့ဆရာကောအနောက်ကနေဝိုင်းဝန်းပတ်မှုတွေမိဘတွေရောကျေးဇူးတင်ကြောင်းပြောကြားရတဲ့ပဲဒီကုန်းချုပ်ပါတယ်ဆရာမကြီးအားသူပင်ကျေးဇူးတင်ရှိပါရရှင်ဆက်လက်ပြီးအစီအစဉ်3ညဒုတိယမြို့နယ်ပညာရေးမှူးငိမ့်သားဆရာကြီးဦးမြင့်စိုးမှဂုဏ်ပြုစကားချီးမြှင့်ပေးပြီးအစီအစဉ်ဖြစ်ပါရရှင်ဒီပါလေဆရာကြီးအားစိတ်မြင့်တဲ့လူတွေတောင်းပန်ပြီးပြပါပါရရှင်စုခုရရှိခဲ့တဲ့သမီးငယ်များကိုပုံပြတဲ့အခမ်းအနားမှာကြွရောက်လာကြတဲ့ကျောင်းကြီးနဲ့ဆက်ဆံမများတရားပညာရေးမှကိုစားတဲ့ရောက်လာတဲ့ဦးစီးပြရှိများဆွေရကျောင်းသားကျောင်းသူများမိဘများနဲ့အားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံခံရပါစေလို့ဥစွာပဏာမဆုမတော်တောင်းလို့ပါဒီနေ့ဝရအခမ်းအနားမူရဲ့ဖတ်ကြားစီစဉ်တဲ့အစီအစဉ်ရာဘုံပြုပြောမဲ့အစီအစဉ်တွေနောက်မှာရှိတဲ့အတွက်ကျွန်တော်အနေနဲ့မနေ့ကည7 နာရီမှာပိဿာရတဲ့ခါကြတော့အဲ့ပိဿာရရင်ရာပြင်ပဲဆုရတဲ့ကလေးတွေဘုံပြုတဲ့ကြပြာလေးတို့ရေးခဲ့ပါတယ်အဲ့ဒီကြပြာလေးနဲ့သူဆုရတဲ့သမီးငယ်များကိုဘုံပြုပြီးတော့ပြောခြင်းနဲ့ဒါကြမယ်ဆိုရဲဆိုင်ဆရာတူရဲ့ကြပြာဆရာတူရဲ့ skill and competency ဆိုရဲ English ကြပြာလေးကိုလည်းပဲဒီနေရာမှာထပ်လောင်းပြီးတော့ပြောဒီကိုချုပ်ပါပရမဥဆုံးပြောချင်တာကပက်ကဟာရခံဆိုရဲပါဠိစကားလေးပါပက်ကဟာရခံဆိုရဲစကားလေးဟာမြန်မာမှုနယ်ပယ်မှာလောကနီတိကျမ်းဆိုတာထင်ရှားရှိတယ်အဲ့ဒီလောကနီတိကျမ်းရဲ့ရာဇကဏ္ဍပါရိသာသာပက်ကဟာရခံဆိုတာဘာလို့ပြောမယ်ဆိုရင်ချင်းမြောက်ချင်းကစိတ်သူလို့ပက်ကလေးချင်းမြောက်ရာလို့ဆိုပါတယ်မင်္ဂလာသုံးပါတော့ပူဇာစပူဇာနေရခံ
ဧတံမင်္ဂလာမௌတမံလို့ဆိုရပါတယ်ပူဇော်တိုင်းသူကိုပူဇော်ခြင်းဆိုတာကဘုံလူဝိသေသနဲ့ပြည့်စုံတဲ့ကြီးကဲမွန်မြတ်သောရဟန်းပုဂ္ဂိုလ်လူပုဂ္ဂိုလ်အကြီးကဲတွေကိုဒါပူဇော်ခြင်းအားဖြင့်မင်္ဂလာလို့ဆိုရပါတယ်အဲ့တော့ဒီခန္ဓာသည်မင်္ဂလာအပေါင်းနဲ့ခံကြောင်းသောจิตတည်နဲ့ပြည့်စုံသောခန္ဓာလို့ပြောမယ်ဆိုရင်လည်းမမှားပါဘူးအဲ့တော့ဒီခန္ဓာမှာတယောက်ကိုရတာလည်းပဲဂုဏ်ယူသလိုဆုရတဲ့သမီးငယ်များသူလည်းပဲဆုရတဲ့သူတွေဝမ်းသာတာတွေမနေတော့ဝမ်းသာခြင်းမျိုးနဲ့ဂုံတက်ကြည်နူးမုရိဒာဂုဆိုတဲ့ခေါင်းစဉ်နဲ့ရေးထားတဲ့ကြပြလေးဖတ်ကြပါမယ်ပရမပိုင်မှာတော့ဆိုတော့ခရီးဦးသေးရရှိဆရာမကြီးတော်ဝင်ကြီးပြောသွားတယ်ဆုရသူဆိုတာလေစင်ပေါ်တက်ပြီးတော့ဘုဘာသာစကားမဟုတ်တဲ့စကားနဲ့ English competency test ပါဝင်ပြိုင်ဖို့ဆိုတာအရင်ခက်ပါတခြားလူမပါဘဲနဲ့ကိုယ့်ဘာကိုလွတ်လပ်တဲ့နေရာမှာကိုနေစဉ်ဆောင်ရွက်နေတဲ့အကြောင်းအရာလေးတွေစဉ်းစားပြီးတော့ကိုယ့်ရဲ့ကိုယ်ပိုင်အင်္ဂလိပ်စာနဲ့ကိုယ့်ဘာကိုပြောကြည့်နှစ်မိနစ်ပြောဖို့တော့မှတော်တော်မလွယ်ဆိုတော့တမတ်တဲ့အချိန်မှာတမတ်တဲ့ topic ကိုအောင်ဝင်ဝင်ကြ intonation လို့ stress လို့ rhythm လို့မမှန်ကန်ကန်နဲ့အဖြတ်အတော့အစွဲနဲ့စကားလုံးပြီးသားတာကြည်ကြည်များများနဲ့ပြောပြီးတော့ဘုံပါမှာဖတ်ရဖို့ဆိုတာတော်တော်ကိုမလွယ်ဘူး။ဘာကြောင့်လဲမန္တလေးတို့ရန်ကုန်တို့မှာ international school တွေအများကြီးရှိတယ်။အဲဒီမှာတက်နေတဲ့အာသမီတွေလည်းပဲဒီထဲမှာဝင်ပြိုင်ပါပဲ။ဒီကလေးတွေကိုဖြတ်ကျော်ပြီးတော့ဖတ်ရတယ်ဆိုတာကအမတန်မှဝမ်းမြောက်ရှင်ဖြစ်မိတဲ့အတွက်ပရမတ်ပိုင်းမှာတာကောင်းသမီးကိုလူကြီးကျွန်တို့တကုံကိုလွင့်အောင်ဝဲဆင်း၍ပွဲတိစံမြင့်ပညာနှစ်ဒီနှစ်ကပညာဖြစ်ရဲ့အမတန်ထူးခြားတဲ့ပညာသင်နှစ်မို့လို့ပရမတ်ပိုင်းကိုအဲ့ဒီလိုဖက်ပြီးရေးလိုက်ပါလေဒုတိယပိုင်းမှာတော့ဒီလိုစုတွေရလာတယ်ဆိုတာကိုယ်တငယ်ချင်းမပြောနဲ့ကိုယ်ဆရာကြီးမပြောနဲ့မိဘတွေဆိုရင်ဘလို့ဝမ်းသာတယ်ဒါကိုချင်းစာပြီးတော့ကြည့်လိုက်တဲ့အခါကျတော့သူတို့ကိုမွေးဖွားလာတဲ့ဒီဒီဖတ်ပြီးအမှန်တန်ဝမ်းသာဒါကြောင့်ဒုတိယဘက်မှာမိဘနှစ်ပြောင်လွန်ဝမ်းသာ၍ဆရာများကိုမြို့ဤကုန်ပြီးကျောင်းကုန်လေးမြင့်ပညာဖြစ်သူတို့ရဲ့ကြောင်းဆောင်ချက်တွေမိဘတွေကိုလည်းဝမ်းသာနေတယ်နောက်တစ်ခါဆရာကြီးသင်ကြားပေးတဲ့ဆရာကြီးလည်းဂုဏ်ရှိထို့တူမိုးဝေးဆိုတဲ့မြို့ရဲ့ဂုဏ်လေးတက်တယ်ထို့တူပညာဖြစ်ဆိုတဲ့ကျောင်းတော်ကြီးရဲ့ဂုဏ်ပါလေးပဲနိုင်ငံလုံးမှာပို့ကြိုပြီးတော့ထိရှားတော့အမတန်ကဝမ်းသာပြကောင်းတဲ့အချက်ပါအဲ့တော့နေဦးအစမှာပညာရေးစုချင်းပြင်းတဲ့အခမ်းအနားလုပ်တုံးကဝမ်းမြောက်ကြည်နူးမုရိဒာဒုဆိုတဲ့ကောင်းတဲ့ကြပြာကိုရေးခဲ့အဲ့ဒီကြပြာမှာ6ပါးသာဘုံတို့ထွက်တဲ့မန်ကြီးတတိဦးကိုတေကတော်ဝင်တန်း12တန်းနိုင်ကျိုးပန်းထောက်လျှောက်ဘုံယူလို့ဆိုတာထွန်းတောက်ဝင်ကိုမန်ကြီးတတိဦးလို့ဂုံပြုပါတယ်အဲ့ဒီဂုံပြုရပြီးတတိယပိုင်းဒီနေ့ပြန်ထည့်ပြီးတော့နောက်ဆုံးပိုင်းမှာတော့နိုင်ငံအဆင့်စွမ်းရည်မြင့်၍ပွဲတင်လာမှထူးချွန်လာပြီးပရမဆုရှင်တဲ့မှုတွင်နှင့်တူရှင်ပလေကျောင်းကိုသေကမြို့နယ်ခရိုင်တိုင်းတွင်ပြန်လျက်အနိုင်ပွဲကတတိယဖြစ်အင်္ဂလိပ်စာစွမ်းရည်သာသည့်စန္ဒာလင်းထက်အောင်မြင်တဲ့ကြောင့်
ဂုံတက်ကြည်နူးမူရိတာဘူးလို့ထုတ်ထားတယ်အဲ့တော့ဒီကဗျာနဲ့ကိုပြည့်တဲ့အခါမှာ skill and competency ဆိုတဲ့ကာယနဲ့ရဲ့ English poetry လေးဖတ်ကြားရှင်းပြနေတဲ့ဒီကိုချုပ်ပါမယ်။ဒါကတော့ဘသူကိုအထူးပြုရည်ရွယ်တယ်ဆိုတော့စောစောကပုံပြတဲ့မတ်တဲ့မှုတွင်နဲ့စုစုစံတာလင်းစိတ်ကိုပို့ပြီးတော့ရည်ရွယ်ပါတယ်။ဘာကြောင့်လဲလို့ဆိုတော့အမတန်ရာဂိနာလေးစုကြီးကိုစုခုနိုင်ခဲ့တဲ့သမီးငယ်များရဲ့အနာဂတ်လမ်းကြောင်းကြီးဟာမျိုးမှန်းတော့အောင်မြင်မှုတွေနဲ့ပြည့်စုံနေပြီဆိုတာမျိုးမှန်းကြည့်ပြီးပါသို့တော်လည်းပဲဂယုပြုရမယ့်အရာလေးတွေကိုထောက်ပြပြီးတော့ရေးထားတဲ့ English ကဗျာလေးဖြစ်ပါတယ် skill ဆိုတာကကျွမ်းကျင်မှုပါ competency ဆိုတာကစွမ်းရည်ကျွမ်းကျင်မှုနဲ့စွမ်းရည်လို့ခေါင်းစဉ်အမည်ရတဲ့ English ကဗျာမှာ get start and grab the opportunity knocking your door at the moment in every way ဒီလမ်းဆုံးပြီးတဲ့ကားကိုလာပေါက်ချိန်မှာရလာတဲ့အခွင့်အရေးကိုဆွဲယူစတင်ပါပထမပိုင်းကအောက်တော့အဲ့တော့ခုရှင်ပြိုင်ဝေးရတယ်အောင်မြင်မှုတွေအမခံရခဲ့အဲ့ဒီအခွင့်အလမ်းကြီးကိုစပြီးတော့ဖမ်းယူခဲ့ပါဖမ်းယူပါဒုတိယပိုင်းမှာတော့ golden working as usual and see everything you at your disposal မင်းတို့နေကြဒီပြည့်နေကြအရာရာတိုင်းကိုမင်းစီမံပြီးတော့ဆက်ပြီးတော့ကြရုံဆက်လို့ပါအဆူရတဲ့သမီးငယ်ဒီလိုအကြံပြုကြပါလေတတိယပိုင်းမှာတော့ get up go and be a part each one with you you have all the skill and competency I know မင်းရှာတွေ့တဲ့တနေ့ချင်းစီတိုင်းကိုရယူဆောင်ရွက်ခဲ့မင်းရဲ့ကျွမ်းကျင်မှုနဲ့စွမ်းရည်တွေဟာပိုပြီးတော့တက်လာပါလိမ့်မယ်အဲ့ဒီ skill and competency ကာယနဲ့ရဲ့အပြာလေးနဲ့ဂုဏ်ပြုရင်းနဲ့ပဲကျွန်တော်ရဲ့ဂုဏ်ပြုမှုအစီအစဉ်ကိုဒီကုန်းချုပ်ပြပြီးတော့ဆရာကြီးအားဒုပီကျေးဇူးတင်ရှိပါရရှိဆက်လက်ပြီးအစီအစဉ်လေးရပညာရေးကိုယ်ပိုင်ထိုင်တဲ့အကြောင်းမှာကျောင်းအုပ်ဆရာကြီးဦးသိန်းထွန်းမှဂုဏ်ပြုဝမ်းမြောက်စကားပြောကြားပြီးအစီအစဉ်ဖြစ်ပါသဖြင့်ဆရာကြီးအားစိတ်မြင့်ချက်သို့လေးစားစွာပြင်ဖိတ်ခေါ်အပ်ပါရရှိဘုရားလူပြကိကိုယ်တိုင်တော့ရဲ့အင်္ဂလိပ်သာစွာရေးပြိုင်ပွဲမှာနိုင်ငံတော်အဆင့်ဆူရရှိသောကျောင်းသားကျောင်းသူများနဲ့ဆူရရှိအောင်သင်ကြားပေးသောဆရာတို့အားစုချီးမြှင့်ပွဲကဏ္ဍကိုလည်းအချင်းချင်းပေးတဲ့ဆရာပြိုင်မျိုးမှဒုတိယကြီးဆရာမကြီးနဲ့ဒုတိယပြိုင်ဒုတိယပြိုင်ငြိမ်းသာဆရာမြင့်စိုးနောက်ကျောင်းကျိုးတော်ပြည်တွေနဲ့ကျောင်းသားမိဘများဆူရကျောင်းသားမိဘများဆရာဆရာမများကျောင်းသားကျောင်းသူများအားလုံးစိတ်ချမ်းသာတဲ့ကိုယ်ကျမ်းမာခြင်းနဲ့လုံးတော်ရတဲ့ပြည်သူမှာဒီလိုဥစွာတော့ကွန်ဆတ်တာဒီကနေ့ဒီခန္ဓာကြီးကျပါဖို့အတွက်ကျွန်တော်တို့နော်ဟလာဒီခန္ဓာကျင်းပနိုင်ဖို့ကျွန်တော်တို့ကြိုးစားခဲ့တာဟာ2020နှစ်23ပညာသင်နှစ်ကလည်းစတင်ခဲ့တာ20နှစ်23ပညာသင်နှစ်မှာနော်ကျွန်တော်တို့ဒီပညာရေးကိုယ်တိုင်တဲ့ကြောင်းကိုစတင်ပြီးတော့2021 20ပညာသင်နှစ်မှာစတင်ပြီးတော့ပါတယ်20နှစ်ပညာသင်နှစ်မှာတော့ကိုဗစ်
20နဲ့23ပညာသင်ပေးမှာတော့နော်တိုင်ပွဲတွေအားလုံးကျင်းပလာခဲ့အဲ့လိုကျင်းပတဲ့အခါမှာရရှိလာတဲ့နော်အခြေအနေတွေကတော့ခုနပြောခဲ့တဲ့ဆရာမကြီးတော်ဝင်းကြီးโอเคမြန်ဦးမှာကျုံးမှာဝင်းကြီးရဲ့တင်ပြတဲ့နဲ့ကျွန်တော်တို့ဒီမှာ20နဲ့23ပညာသင်ပေးမှာ grade 5ကအင်္ဂလိပ်စာမှငိမ့်ဟန်တိုင်းပထမ grade 6မှာအင်္ဂလိပ်စာမဆူဆူဆန်လာလေးတဲ့တိုင်းပထမနဲ့တော့နိုင်ငံတော်အဆင့်တတိယ grade 8ကအင်္ဂလိပ်စာမခိုင်စုကျော်တိုင်းပထမ20နဲ့23ပညာသင်ပေးမှာဆိုတာအဲ့လိုပဲ20နဲ့23ပညာသင်ပေးမှာပဲလူရည်ရောဟာ grade 10မှာမိုက်မေင်းကြီးကို grade 10မှာပဲမောင်မြန်ပြီးတဲ့ grade 11မှာမောင်ကောင်းတဲ့မင်း grade 11မှာလည်းမတ်အိချမ်းမျိုးရရှိခဲ့တယ်။ဒါဟာ20နဲ့23ပညာသင်နေခဲ့ဒီကြောင်းရင်းနဲ့အောင်မြင်မှုပါပဲ။အဲ့လိုပဲတက္ကသိုလ်ဝင်စာပွဲမှာလည်း20မှာ82ရာခိုင်နှုန်းနဲ့တိုင်းတတိယရရှိခဲ့ပါတယ်။20နဲ့23ပညာသင်နေမှာတော့အောင်ရရာခိုင်နှုန်း99.96နဲ့တိုင်းပထမရရှိခဲ့ဖြစ်ပါတယ်။နောက်23-24ပညာသင်နေမှာအင်္ဂလိပ်စာစွမ်းရည်ဒေတာစွမ်းရည်တွေမှာအင်္ဂလိပ်စာ grade 7မှာအင်္ဂလိပ်စာမငိမ့်ဟန်တိုင်းပထမ grade 7အင်္ဂလိပ်စာမဆူဆန်နာလေးတဲ့တိုင်းပထမနိုင်ငံတော်အဆင့်မှာမဆူဆန်နာလေးတဲ့ဟာတတိယ grade 7မှာဒေတာစွမ်းရည်တွေမှာမဖြိုးယူဆန်တိုင်းပထမရှိခဲ့ပါတယ်။အဲ့လိုပဲ2023-24ပညာသင်တဲ့မှာလူရည်တော်နေတဲ့ grade 10မှာမောင်စောမိုးဖူစောမိုးဖူ grade 9မှာဝေယံကျော် grade 10ကစောမိုးဖူ 11မှာညမင်းတဲ့11မှာနင်းတဲ့ရည်12မှာကောက်တဲ့မင်းနောက်12မှာမတ်တက်အောင်စုစုပေါင်း23-24ပညာသင်တဲ့မှာလူရည်တော်6ခုဝေထုတ်ပြီးနိုင်ခဲ့ပါတယ်။ဟောအဲ့လိုပဲနာပြောခဲ့တဲ့23-24ပညာသင်တဲ့မှာတက္ကသိုလ်ဝင်စာပွဲမှာဖြည့်ဆိုသူ90နဲ့စည်ရင်ရှိ94ဖြည့်ဆိုသူ93အောင်မြင်တဲ့ကျောင်းသား66ရာအောင်မြင်တဲ့တွေ9.4ရာခိုင်နှုန်းနဲ့တိုင်းတတိယသူရရှိခဲ့တယ်။အဲ့လိုပဲ2024-25ပညာသင်တဲ့မှာပဲ grade 6အင်္ဂလိပ်စာမတ်တပ်မှုတွေတိုင်းတရားအင်္ဂလိပ်စာမန်ကြီးဟန်တိုင်းပထမအင်္ဂလိပ်စာမတ်ဆူဆန်နာလေးတဲ့တိုင်းပထမ grade 8အင်္ဂလိပ်စာမိုင်းရတာသင်ကြားပြီးမောင်အောင်ဘုံမြတ်တိုင်းတတိယကိုရရှိခဲ့ဒါလည်းအင်္ဂလိပ်စာဆွဲရည်ကိုရရှိခဲ့အဲ့လိုပဲလူရည်တော်နေနဲ့2024-25ပညာသင်တဲ့မှာ grade 9မောင်ထွန်းလေး grade 10မောင်ဝေယံကျော် grade 11စောမောဖူ grade 12မောင်ညံမိချေ grade 12မန်နေတဲ့ရည်တဲ့သူလူရည်တော်9ဦးရရှိခဲ့အဲ့တော့လူရည်တော်အပြင်ပြောမယ်ဆိုတော့လူရည်တော်3နှစ်အတွင်းမှာ15ယောက်ရရှိတာတော့15ကိုတော့လူတွေထက်တယ်လက်ကွမ်းတွေသူလက်ကွမ်းတွေရှိတယ်ဆိုတာလေဟောသိသိကြပါလေအဲ့ဒီမှာ2024-25ပညာသင်တဲ့မှာတက္ကသိုလ်ဝင်စာမွေးကိုဖြည့်ဆိုစည်ရှိကြ31ယောက်ပြည်သူ129ယောက်အောင်မြင်သူ99ယောက်အောင်ရရခိုင်တော့89.95ရာခိုင်နှုန်းနဲ့အောင်မြင်ခဲ့တယ်ဖြစ်ပါတယ်။တော့ဘုံလူနေတဲ့6ဘာသာတကူ5ဘာသာတကူ4ဘာသာ2ခု3ဘာသာ2ခု2ဘာသာ4ခု2ဘာသာ2ခုစုစုပေါင်း20နဲ့2ဘာသာ7ခုစုစုပေါင်း22ခုအောင်မြင်ခဲ့တာဖြစ်ပါတယ်။ဒါကိုကျွန်တော်တို့တော့ကျောင်းရဲ့စင်လာဟာနော်နေ့စဉ်နေ့တိုင်းကောင်းမွန်တဲ့စင်လာတွေရရှိအောင်တော့ကျောင်းသားကျောင်းသူတွေ KG တန်းနဲ့ grade 20ကျောင်းသားကျောင်းသူတွေဟာဒီအောင်မြင်မှုတွေကိုတော့လက်စစ်ကန်ယူနိုင်မှုအတွက်တော့ဒီစုပေးပွဲကိုပြပြောခဲ့တဲ့2023ပညာသင်တရားတွေတော့ဆောင်ရွက်ဖို့ကြိုးစားခဲ့ဒါပေမဲ့လည်းတော့တိုင်းစီဘိုးအစစ်မှာတတိယလောက်ပဲရရှိခဲ့တယ်အဲ့လိုပဲနေ့စဉ်နေ့တိုင်းဘိုးအစစ်တွေမှာတတိယရရှိခဲ့တယ်နော်ဒီနေ့မှာတော့ထူးခြားခြားပဲဘိုးအစစ်မှာပထမရရှိခဲ့တယ်ဒါအားလည်းပဲနော်သူစွမ်းတော်ဝင်ဆရာတဲ့တော့တပည့်တွေရဲ့ကြိုးစားအားထုတ်မှုကြောင့်ဒီစုဝေးဝေးကိုကျွန်တော်တို့ကနေ့စဉ်ကျင်းပပေးဖို့စီစဉ်ခဲ့ပါတယ်ဒါပေမဲ့ခတိုင်းနေ့မှာတော့လူရည်ကျုံနေနဲ့ပဲရောပြီးတော့လူကျင်းပပေးခဲ့ပါတယ်နော်အခုဒီနေ့မနေ့ကတော့
ပြေပန်းနေကိုလည်းပဲနော်ဟုတ်လားဒီကျောင်းကတောင်းနေဆိုတဲ့သူကလေးကိုနော်ဟုတ်လားတောင်းနေသူဒီတော့မှမထားတော့ကျန်တဲ့လူတွေလည်းပဲဟုတ်လားဆက်မထားကြအောင်ဆိုတော့ဒီ post လေးတက်နေတာပြပါအဲ့တော့ကျွန်တော်တို့ကဆရာတော်မိဘနဲ့ခိုင်းတယ်ပါတော့နန္ဒခိုင်းဝင်ဆရာတချင်းဆိုလို့ပြီးတော့မိဘနဲ့တော့ခိုင်းမိဘဟလာဆရာမိဘတွေခိုင်းနေပါဒီကလေးတွေဒီပုံမှာဒီကလေးတွေမိုးရမှာဒီကလေးတွေအန်ရရှိမှာအဲ့ဒီအန်ရတွေအားလုံးကျွန်တော်တို့ကတက်နိုင်ကြပြတော့ဟလာကိုယ့်ရဲ့လက်ဝဲမှာရှိနေတဲ့ကာလအတွင်းမှာနော်ဒီပုံမှာလည်းပူရအောင်မိုးရမှာလည်းမရွာရအောင်ဟလာအန်ရရှိလည်းမရှိအောင်မျိုးကပဲဆောက်ချုပ်တဲ့လုပ်ငန်းနည်းနည်းလုပ်ပြရနော်ပြောချင်တာကတော့ကျွန်တော်တို့ဒီကနေ့နော်တောင်းစရာဘဝကျွန်တော်တောင်းစရာဘဝနော်အရင်ကကြတာ34နှစ်မှယူခဲ့တယ်အခုဒီနေ့ဒီကျောင်းမှာလုပ်တာ9နှစ်ရှိပြီ39နှစ်40လောက်ရှိပြီဒီကလေးတွေအားလုံးက KG တန်းဒီ grade 20ကျောင်းသား1928တက်နေပါအဲ့1928ခုဟာကျွန်တော်ရဲ့သားတွေသမီးတွေပါအားလုံးကဟလာကိုယ့်ရဲ့သားရဲ့သမီးတွေကိုယ့်ရဲ့ပြီးဒီလိုပဲသဘောထားပြီးတော့နော်ခုနပြောသလိုအဲ့အားလုံးကိုတော့ပေးနေတယ်ငါတို့ပေးနိုင်တာတွေအားလုံးပေးနေတယ်နော်ငါတို့ရှိတာတွေပေးနေတယ်ငါတို့ပေးနိုင်တာတွေပေးနေတယ်ငါတို့ရဲ့လုပ်နေရတဲ့လုပ်နေတဲ့ငါတို့ဟလာဆောင်ရွက်မဲ့ကျန်တဲ့အလုပ်တွေနဲ့ဒီတော့ယူနော်သူ့ရဲ့အင်္ဂါရက်နဲ့အညီပြည့်စုံအောင်လုပ်နေရတဲ့လုပ်ငန်းတွေအများကြီးပါကျွန်တော်တို့ဟလာဒီရောယူလို့ရတာကျွန်တော်ဒီနေ့ပညာသင်နဲ့နော်အစမှာတည်းကခမ်းမယူဒီတွေရာတွေကပြီးတော့ဆောရတယ်ပြီးတော့အခုဟလာဒီဘိုးလေးကာလမှာပေါ်တဲ့သုံးသက်တော်ဘိုးခန်းရှစ်ခန်းပြောင်းဖွဲ့ပြီးတော့ဆောရတော်ရတယ်အဲ့တော့လုပ်ငန်းတွေကအများကြီးပဲလုပ်နေတယ်အခုကဒီခမ်းမကြီးမပြီးသေးလို့ကလေးတွေကျွန်တော်တို့ပြည့်တဲ့စုံကြီးပွဲတော့ကနေပူနဲ့ခမ်းမကြီးမှာဟလာခန်းသားတွေကျင်းပတာဒါမျိုးလည်းမပြောကျွန်တော်တို့ကဟလာကလေးတွေမပူအောင်ဒါတွေကဘူးခန်းပေါ်ရမှာလည်းဒီတိုင်းပဲကျွန်တော်တို့ခန်းရှစ်ခန်း grade တွေပေါ်ရမှာခန်းရှစ်ခန်း grade တွေတည်တယ်လေထဲမှာ grade 11တည်တယ်အောက်ထဲမှာ grade 10တည်တယ်သူ့ကဲနဲ့တူနော်အားလုံးကိုစနစ်တကျပြည့်အောင်စီစဉ်ဆောင်ရွက်ပေးနေတာအဲ့လိုကလည်းတော်ပြီလို့နောက်ပြန်ပြောခဲ့ပြီကျွန်တော်တို့ဒီကလေးတွေပေါ်မှာနော်ဟလာကိုသားသမီးကိုမြည်မြစ်လို့တကယ်စည်ရင်းနဲ့လုပ်ပေးနေတာပါကျွန်တော်တို့ကောက်ခံထားတယ်ကျွန်တော်တို့ရဲ့ဒီမှာပေးသွင်းနေတဲ့ဟလာဝေကြီးပိုက်စားဝေကြီးဟာတော့ကျန်တဲ့အကြောင်းတွေနဲ့ဆိုင်အများကြီးတက်တာနဲ့ကျွန်တော်တို့ဆောင်ရွက်ပေးနေတာအဲ့လိုဆောင်ရွက်ပေးနေဆိုတာကတော့ကျွန်တော်တို့ကျောင်းမှာကျောင်းသားတွေတက်ချင်လေးရှိအောင်အခုလိုသိုးသားရဲ့လူတွေကိုဝေထုတ်ပေးနိုင်အောင်တော့ဒီကျောင်းကနေပြီးတော့မူပင်မျိုးရဲ့ပုံဆောင်နိုင်အောင်ဆိုပြီးတော့ကျွန်တော်တို့က60ပြည့်ဂိမ်းသားယူပြီးတော့ဒီလုပ်တွေကိုကျွန်တော်တို့တော့သိုးသားဆောင်ရွက်ပေးနေတာဒါကကျွန်တော်နဲ့အတူကျွန်တော်နဲ့60ပြည့်ပြီးတော့ဆောင်ရွက်နေကြတဲ့ဆရာသားတွေရှိတယ်တော့အပြင်ငယ်ကြီးတွေရှိတယ်ဒါတွေကကျွန်တော်တို့မျိုးရဲ့ပုံဆောင်နိုင်အောင်ကျွန်တော်တို့ကဆောင်ရွက်ပေးနေပါနော်အဲ့တော့အခုဒီနေ့ဒီကဏ္ဍမှာလည်းနော်ဆရာဦးလည်းတော့အများကျိုးသားနေသူ့ရဲ့ကျိုးသားအလုံးကိုကျွန်တော်တို့ကဒီကိုဟလာမတဲ့နေနေဒါအဲ့မဲ့ကျွန်တော်တို့လည်းစုဝေးရတဲ့ကံမှာလည်းပဲနော်ဟလာလူကြီးတွေနဲ့အလေးထားတဲ့ကျွန်တော်ဆောင်တွဲပြီးတော့ဒီနေ့ဒီကပေးခဲ့တယ်ဒါပေမဲ့ခုနဒီပွဲကိုတော့ဒီလိုနော်နိုင်ငံတော်စစ်ရလာတဲ့ကလေးတွေကိုကျွန်တော်တို့ပုံပြဖို့ကျွန်တော်တို့မှာတာဝန်ရှိတယ်တော့တက်နိုင်ကြကျွန်တော်တို့မှာရှိတဲ့အတိုင်းအတာအရကျွန်တော်တို့တက်နိုင်ကြနော်စမ်းဆောင်ပေးခဲ့ပေးနေအဲ့တော့အခုဒါမဲ့ပညာသင်မှာလည်းခုဒါဒီနေ့မှာ3ရက်4ခါမှာပြီးတာလူကြီးတို့ပြိုင်ပွဲတွေလုပ်တော့ပြီအဲ့ဒီအတွက်လည်းပဲဆရာဆရာမတို့ကျွန်တော်ပါဝင်အားထည့်ပြီးတော့ဆောင်ရွက်နေအဲ့လိုဆောင်ရွက်နေဆိုတာကကျွန်တော်တို့ကြောင့်နာမည်ရအောင်ထက်ဒီကလေးတွေရသေးရလိုက်တယ်ရအောင်ပြီးတော့ယူရပြီးတော့ဆောင်ရွက်နေတယ်သူတပည့်ကျွန်တော်တို့ကျမ်းမာရေးကောင်းနေတဲ့ကာလခုရှိပါဒီလုပ်ငန်းတွေကိုငါစွမ်းဆောင်နေကြစွမ်းဆောင်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့စွမ်းဆောင်နေဖြစ်ပါတယ်အဲ့တော့ဒီကနေ့ဒီကဏ္ဍမှာအခုဟလာဒီဆူရတဲ့ကလေးတွေဒါအလုံးဝမ်းမြောက်ကြကောင်းနေကျွန်တော်တို့မျော်လင့်နေတာကြားပါပြီဟလာအခုစူးစူးစမ်းစမ်းနေတဲ့ငိမ့်ဟန်သူဘိုးအစစ်သွားပြိုင်နေနော်သူတို့ပြိုင်တဲ့ပြိုင်ပွဲတွေဟာဟလာရန်ကုန်ကဖြစ်နေမန္တလေးကဖြစ်နေအခြားပြည်နယ်တွေတိုင်းတွေကဖြစ်နေတော်တော်ကိုနော်ဟလာပြိုင်ဆိုင်မှုကြီးပါတဲ့နော်ပြိုင်ပွဲမှာကျွန်တော်တို့ကတိုင်းစစ်မှာတော့ရန်ကုန်ထဲမှာရှိတဲ့26မြို့နယ်ကလူတွေကပြိုင်ကြတာဒီ26မြို့နယ်ကတော့ခုနကကိုရီးယား level တော့ဖြစ်နေတယ်ဒါပေမဲ့ခုနပြောခဲ့တဲ့ဟိုစစ်နိုင်ငံတော်စစ်မှာကျတော့ခုနပြောခဲ့တဲ့ပြည်နယ်တိုင်း
တိုင်းကြီးတွေရှိတယ်ရန်ကုန်တိုင်းရှိတယ်မန္တလေးတိုင်းရှိတယ်တော့စကိုင်းတိုင်းရှိတယ်တိုင်းကြီးတွေမှာဟလာဆောင်ရွက်နေတဲ့ဟလာကျောင်းသားကျောင်းသူတွေနဲ့တော့ရေမောင်တိုင်းမျိုးရှင်ပြရတာဖြစ်တဲ့သူတို့လည်းပဲတော့ဒိုးသားပတ်သားဆောင်ရွက်ခဲ့ပြီးခါတိုင်းနေ့တွေကတော့ဒီလိုဟလာပရမတ်သူရခဲ့ပါဒါပေမဲ့ဒီနေ့မှာတော့ဒါတော့မတ်တမှုတွေတော်တော်လေးကိုဒါကျွန်တော်တို့ချီးကျူးရမှာဖြစ်ပါတယ်။ရောက်ဖို့မတ်တမှုတွေရောအဆုစုသဏ္ဍာန်လေးတက်တော့ဒါကျွန်တော်တို့ချီးကျူးရမယ်လေးတွေဖြစ်ပါတယ်။စုစုသဏ္ဍာန်လေးတက်ဆိုလည်းပဲဒါသူနော်တော်တော်လေးကိုဟလာတိုးသားခဲ့တယ်၄နှစ်မှာ၃နှစ်တတိယနဲ့ရခဲ့တယ်တတိယရဖို့ဆိုတော့မလို့ပြည်နယ်နဲ့တိုင်း14ခုရှိတယ်။နောက်ပြည်နယ်နဲ့တိုင်း14ခုနေပြည်တော်နဲ့ဆို15ခုရှိတယ်။အဲ့တော့15ရောက်မှာ3ရောက်ဝင်ဖို့ first second 3ရောက်ဝင်ဖို့ဆိုတာကဲကဲအများကြီးရှိမှာဖြစ်ပါတယ်။အဲကြောင့်တော့ဒီကလေးတွေရဲ့အောင်မြင်မှုနဲ့ဆရာရဲ့ဆက်တော်မှုတွေကိုဘုံပြုကျင်တဲ့အနေနဲ့ဒီခန္ဓာကိုရှင်းပါခြင်းဖြစ်ပါတယ်။နောက်တောင်းသားကျောင်းသူတွေကိုလည်းပဲဒီလေးလိုဟလာမျိုးလေးနဲ့လည်းပြီးတော့ကလေးတွေကိုဘုံပြုပေးတဲ့စိတ်နဲ့အဲကျွန်တော်ဒီဝဲကျင်းပဖို့ပဲနော်မျိုးနဲ့ဥဒိုယမှုကမှာကျွန်တော်တင်ပြတာ30ရက်နေ့ကကျွန်တော်စာပြင်ခဲ့တယ်။မျိုးလေးနဲ့လည်းဖြစ်တဲ့အတွက်ကျွန်တော်20ရက်နေ့စာပြင်ခဲ့တယ်။အဲ့တော့20နဲ့24ကြားမှာတို့ကလည်းပဲနိုင်ငံတော်ကြီးခဲ့လာမှာဖြစ်တဲ့အတွက်ကျွန်တော်တို့လုပ်ငန်းကိုတို့မကြည့်နိုင်ခဲ့ဘူး20ရက်ဆိုတာကကျွန်တော်ကြာပြီးနေပြီပါနော်အဲ့တော့23ရက်နေ့မှာနိုင်ငံတော်ကြီးခဲ့လာတယ်24ရက်နေ့မှာတို့လည်းပြင်ပန်းကျွန်တော်မကြည့်ခဲ့ဘူးကြည့်ခဲ့အဲ့ဒါ24ရက်နေ့မှာပဲကျွန်တော်ကမျိုးနယ်ဥဒိုယမှုရောတာဝန်ရှိတဲ့လူကိုကျွန်တော်ပုံသက်တယ်ကျွန်တော်29ရက်နေ့ကိုတောင်းလာတယ်ဒါပေမဲ့မနေ့က26ရက်နေ့မှာသူကခေတ္တဥဒိုယမှုနဲ့တင်ပြဆက်လက်တင်ပြထားပါတယ်ဘယ်လိုကြားသေးဘူးအဲ့ဒါနဲ့ကျွန်တော်မနေနိုင်တော့29မှမဖြစ်ရင်လက်ဘက်က28ဆိုတဲ့တို့လာတာပေါ်ရမယ်29 30ဆိုတဲ့ဒီမှာသုဒ္ဓဓမ္မအဝိရှိတယ်အဲ့တော့အလုပ်ရတန်းစီအဲ့တော့ဒီ29မပြည့်မနေကလုပ်မယ်ဆိုတဲ့ရွေချက်နဲ့တော့ကျွန်တော်ရဲ့ဥမြင့်လူရဲ့သွားပြီးတော့ကဲအုပ်ချုပ်ရေးမှုလည်းမှာတင်ပြခဲ့တယ်အဲ့လိုကဲအုပ်ချုပ်မှုကတော့တော့ဒါသူ့ရဲ့ခွင့်ပြုချက်နဲ့ကျွန်တော်တို့ဒီနေ့ဒီကဏ္ဍကိုကျင်းပတာဖြစ်ပါတယ်အဲကြောင့်မို့တော့ဒီပါရီအနေနဲ့တော့ကျွန်တော်တို့အကြောင်းရဲ့တော့ဆောင်ရွက်နေရတဲ့လုပ်ငန်းတွေဆောင်ရွက်တဲ့လုပ်ငန်းတွေဆောင်ရွက်နေတဲ့လုပ်ငန်းတွေတော့ဒီတဲ့ဘက်ကစွမ်းဆောင်နိုင်အောင်ဆောင်ရွက်နေရပါတယ်အဲ့လိုစွမ်းဆောင်မှုတွေမှာအားနည်းချက်တွေရှိခဲ့ရင်လည်းပဲနားလည်ပေးကြဖို့ကျွန်တော်အနေနဲ့မြစ်တာရက်ခံလိုပါတယ်ကျွန်တော်တို့ဆရာဆရာမတွေအားလုံးပါကျွန်တော်ပါဝင်ဆရာဆရာမအားလုံးပါတော့တက်ကြီးလက်ကြီးတွေကြိုးစားဆောင်ရွက်ခဲ့လို့ဒီကနေ့ဒီအောင်မြင်မှုတွေရနေတာဖြစ်တဲ့အတွက်တော့ဒီတဲ့ပို့ပြီးတော့လည်းပဲတော့ဟလာပို့ပြီးကြိုးစားပြီးတော့ဒီတဲ့စွမ်းဆောင်မှုတွေရရှိအောင်ဆက်လက်ကြိုးစားဆောင်ရွက်သွားပါမယ်လို့ပြောကြတဲ့ဒီကိုချုပ်ပါတယ်ဆရာကြီးအားသူပီကျေးဇူးတင်ရှိပါရရှင်။ဆက်လက်ပြီးအစီအစဉ်900နိုင်ငံတော်အဆင့်အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင်ထူးချွန်ဆုများရရှိခဲ့ကြသောအကြောင်းသူတို့နှင့်ထူးချွန်ဆုရအောင်သင်ကြားပေးခဲ့သောဆရာအားဆုချီးမြှင့်ပေးပါရန်ဆုစီစီရေးဖွဲ့အားဆင်မြင့်တက်သို့ဖိတ်ခေါ်အပ်ပါရရှင်။ဆုချီးမြှင့်ပေးပါရန်ဒုတိယမြို့နယ်ပညာရေးမှူးအငိမ့်သားဆရာကြီးဦးမြင့်စိုးအားဆင်မြင့်တက်သို့လေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါရရှင်။ပထမဦးဆုံးနိုင်ငံတော်အဆင့်အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင်ထူးချွန်ဆုများရရှိအောင်သင်ကြားပေးခဲ့သောဆရာဦးဆိုင်စံတော်အားဆုလက်ခံပေးပါရန်စီမင်းတက်သူဖိတ်ခေါ်အပ်ပါရရှင်။ဆုရှိနေပေးပါတော့ဆရာကြီးအားအထူးပီကျေးဇူးတင်ရှိပါရရှင်။ဆက်လက်ပြီးစီများကိုချီးမြှင့်ပေးပါရန်ခရိုင်ပညာရေးမှူးရုံးမှဦးစီးရရှိဆရာမကြီးဒေါ်ဝင်းကြီးအားစီမြင့်တက်သို့လေးစားစွာဖြင့်ဖိတ်ခေါ်အပ်ပါရရှင်။နိုင်ငံတော်စိတ်
ရှိပြီပဲပါတော့ဆရာမကြီးဟာဒူးပီကျေးဇူးတင်ရှိပါရရှင်ဆက်လက်ပြီးစုချီးမြှင့်ပေးပါရင်ပညာရေးကိုပိုင်းတဲ့တဲ့ကြောင့်ဤအကြောင်းကျိုးတော်ကဦးမြင့်တွေအားဆင်းရဲထက်လို့လေးစားစွာပြင်ပေးပေါ်အပ်ပါရရှင်နိုင်ငံတော်စီအင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင်တရားစုရရှိခဲ့သော Grade 9မှာအဖဦးတင်မောင်ဝီသမီးမတ်စုစုစန္ဒာလေးထက်အားဆင်းမြင့်ထက်သို့ဆုလက်ခံပေးပါရန်ဖိတ်ခေါ်အပ်ပါရရှင်ဆုများကိုချီးမြှင့်ပေးပါသောကျောင်းကျိုးတော်ဆောင်အားဒုပီကျေးဇူးတင်ရှိပါရရှင်အစီအစဉ်6ရဆုရရှိခဲ့သောဆရာဦးဆိုင်ဆက်နောင်မှဂုဏ်ယူဝမ်းမြောက်စကားပြောကြားမည့်အစီအစဉ်ဖြစ်ပါသဖြင့်စင်မြင့်တဲ့သို့ဖိတ်ခေါ်အပ်ပါရရှင်အားလုံးပဲမင်္ဂလာပါခင်ဗျာ2026ပညာသင်နှစ်ပညာခေတ်ပိုင်းတဲ့ကြောင့်မှာနိုင်ငံတော်စိန်အင်္ဂလိပ်စာဆွေးနွေးပွဲတွင်ဆုရရှိသူများပုံပြစုချီးမြှင့်ပွဲအခမ်းအနားသို့ဆွဲရောက်ချီးမြှင့်ပေးပါသောပညာရေးဌာနမှကြီးကဲများကျွန်တော်တို့ရဲ့ပညာခေတ်ပိုင်းတဲ့ကြောင့်ရဲ့အကြောင်းဆရာကြီးဆရာကြီးဦးသိန်းထွန်းနှင့်ဒုတိယအကြောင်းဆရာမကြီးကျွန်တော်ရဲ့ပေါ်ကိုင်မဲ့ဆရာဆရာမများကျောင်းသားကျောင်းသူတပည့်များဆုရရှိတဲ့ကျောင်းသူတို့ကပူဇော်ပထမလုပ်ဖို့ဆက်တာပါရခင်ဗျာအားလုံးပဲကိုယ်စိတ်တစ်ပါးချမ်းသာချမ်းသာကြပါစေလို့ကျွန်တော်ဆုတောင်းပြတာပို့ထားပါတယ်ကျွန်တော်ရဲ့ဝမ်းမြောက်စကားမပြောခင်မှာကျွန်တော်ပညာခေတ်ဆိုတဲ့ဒီနာမရဲ့ပုံချိန်ကြီးမားပုံကိုအနေနဲ့တော့ကျွန်တော်ဟောပြောချင်ပါတယ်ကျွန်တော်တို့ရဲ့ပညာခေတ်ဆိုတဲ့ကိုယ်အကြောင်းရဲ့ဒီနာမတစ်ခုဟာကျွန်တော်တို့ရဲ့တိုင်းစင်နိုင်ငံတော်အဆင့်ကျွန်တော်ပြန်ပြည့်သွားတဲ့အခါမျိုးတွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ပြန်ပြည့်အကြောင်းတွေကနေကျွန်တော်တို့ကိုတုံ့လုံးရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့စုပြီးပွဲတိုင်းမှာတခြားပြည်နယ်နဲ့တိုင်းတွေကနေပြီးတော့ကျွန်တော်တို့ကိုပုံပြစကားအမြဲတမ်းချီးကျူးခြင်းခံရတဲ့နာမည်တစ်ခုဖြစ်ပါတယ်ဒီလိုအနေအထားတစ်ခုကိုကျွန်တော်တို့လွယ်လွယ်နဲ့ပိုင်ဆိုင်ခဲ့ကြတာတော့မဟုတ်ပါဘူးခင်ဗျာကျွန်တော်တို့ရဲ့ပညာခေတ်ဝိုင်းတဲ့အကြောင်းအင်္ဂလိပ်စာဆွေးနွေးသမိုင်းကိုတစ်ချက်ပြန်လည်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကြောင့်အင်္ဂလိပ်စာဆွေးနွေးပြန်ပွဲများကိုကျွန်တော်တို့ဒီကြောင့်စတင်ဖွင့်တဲ့2020ပညာသင်နှစ်မှာမြို့နယ်အဆင့်မရှိပေမဲ့ကျွန်တော်တို့ကျောင်းအဆင့်အနေနဲ့ကျွန်တော်တို့ program စီးပြီးတော့ကျင်းပခဲ့ကြပါတယ်။၎င်းတို့မှာဆိုလို့ရှိရင်2022-2023ပညာသင်နှစ်ကနေစပြီးတော့နှစ်စဉ်ပေါ့နော်ကျွန်တော်တို့မြို့နယ်အဆင့်စုပေါင်းများစွာရရှိခဲ့တဲ့အပြင်2022-2023ပညာသင်နှစ်မှာတိုင်းဒေသကြီးအဆင့်ပထမဆုံး3စုဘိုးအဆင့်တတိယစု1စု2023-2024ပညာသင်နှစ်မှာတိုင်းဒေသကြီးအဆင့်ပထမဆုံး2စုဘိုးအဆင့်တတိယစု1စု2024-2025ပညာသင်နှစ်မှာတိုင်းဒေသကြီးအဆင့်ပထမဆုံး2စုဒုတိယစု1စုတတိယစု1စုယခု2025-2026ပညာသင်နှစ်မှာဆိုလို့ရှိရင်တော့တိုင်းဒေသကြီးအဆင့်ပထမဆုံး2စုဘိုးအဆင့်ပထမဆုံး1စုနဲ့ဘိုးအဆင့်တတိယစု1စုစတဲ့ထူးချွန်စုပေါင်းများစွာကိုကျွန်တော်တို့စုနိုင်ခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ယခုလိုထူးချွန်စုတွေရတယ်ဆိုတာလေကျွန်တော်တို့ရဲ့တောင်းဆရာကြီးပါမယ်ဒီထောင်သူများရဲ့ပံ့ပိုးမှုပြန်ဝင်ဝင်ကလေးများရဲ့မစုံမနစ်စူးစမ်းမှုလေ့ကျင့်သင်ကြားပေးပါတော့ဆရာဆရာမများရဲ့ဝန်းရံမှုကြောင့်လည်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့တပည့်ကလေးများရဲ့အားလုံးကိုစားကျေးဇူးတူရှိပါကြောင်းဒီနေရာကနေထပ်လောင်းပြောကြားလိုပါတယ်ဒီနေ့မှာဆိုလို့ရှိရင်ကျွန်တော်ရဲ့ကလေးတွေရောကျွန်တော်ဝမ်းကူညီပြီးတော့လေ့ကျင့်သင်ကြားပေးတဲ့ဆရာဆရာမများအားလုံးကအရေးကြီးချက်ပို့ပြီးတော့ပြင်ပန်းကြပါတယ်ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့14ရက်10လ2025ခုနှစ်မှာဆိုလို့ရှိရင်မူပင်မြို့နယ်အဆင့်28ရက်10လ2025ခုနှစ်မှာဆိုလို့ရှိရင် AR တိုင်းဒေသကြီးအဆင့်နဲ့17ရက်17လ2025ခုနှစ်မှာဆိုလို့ရှိရင်တော့ဘိုးအဆင့်ဆိုပြီးတော့တစ်လအတွင်းမှာပဲကျွန်တော်တို့3ပွဲဆက်တဲ့ရှင်းပြနေရတာမျိုးပါဒီလိုခက်ခဲတဲ့အခြေအနေတွေကိုကျွန်တော်တို့အောင်မြင်မှုတွေနဲ့လဲတဲ့ဖို့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ကလေးတွေမှာဆိုလို့ရှိရင် knowledge speaking skill presentation skills commitment and confidence စတဲ့အချက်5ချက်ကတော့အလုံးဝအပြည့်အဝရှိနေရမယ်လို့ကျွန်တော်ကတော့ယုံကြည်ထားပါတယ်ဒီနေ့မှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့အင်္ဂလိပ်စာဌာနရဲ့ဥဆောင်နေဖြစ်တဲ့အင်္ဂလိပ်ပမောက္ခဌာနမှုတွေကသတ်မှတ်ပေးထားတဲ့ scope 7ကိုအခြေခံပြီးတော့ဘယ်လိုကောင်းစီမျိုးပဲလာလက်တန်းရေးနိုင်အောင်လက်တန်းပြောနိုင်အောင်ကျွန်တော်တို့ checklist တွေလုပ်ပြီးတော့အများကြီးပြင်ဆင်နေခြင်းခဲ့ရပါတယ်ကျွန်တော်တို့တယောက်ကိုအစေအပေါင်း90လောက်ကိုလေ့ကျင့်ခဲ့ရတာမျိုးပါကျွန်တော်တို့ပြီးလို့ရှိရင်အဲ့လိုပြင်ပန်းခဲ့တဲ့အတယောက်ပဲဘိုးအစင်မှာရောယခုအကြောင်းဆင်းအောင်တည်တည်ချာချာလေးကျွန်တော်တို့ဂုဏ်ပြုပေးတဲ့အတွက်ကျွန်တော်တို့ပြင်ပန်းရကြနေပါတယ်ခင်ဗျာဘိုးအစင်မှာဆိုလို့ရှိရင်အင်္ဂလိပ်စာဆွေးရည်ဆုရှင်တနိုင်ငံလုံးဆွေးရည်ဆုရှင်15ဦးတင်ချာဆွေးရည်ဆုရှင်အားလုံး15ဦးစုစုပေါင်းကျွန်တော်တို့အယောက်30ဦးပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဆရာမကြီးဒေါက်တာချောချောစင်ကနေပြီးတော့ပညာရေးဝန်ကြီးရဲ့ရုံးခန်းရဲ့ရုံးခွဲ73မှာဆိုလို့ရှိရင်သူကိုယ်တိုင်ဆုချင်းမြင့်ငွေခန်းတော်ကိုလုပ်ပြီးတော့နေ့လည်စာကျွန်တော်တို့အတူတူက73သိန်းရရှိခဲ့ပါတယ်ခင်ဗျာ
အခုလည်းအကြောင်းကနေပြီးတော့ကျွန်တော်တို့ကျူစုပွဲအခမ်းအနားနဲ့တေချာဂုဏ်ပြုပေးတဲ့အတွက်ကြောင့်ကျွန်တော်ချူပဲဝင်ပြောင်းရပါတယ်ဒီခမ်းနားမှာတစ်ဖက်တစ်လမ်းကနေပြီးတော့ဆုရရှိအောင်ဆုများကိုစီစဉ်နိုင်အောင်အတွက်မြောက်အားဖြည့်ပေးပါတယ်အလူရှင်မိသားစုများကိုလည်းကျွန်တော်အထူးကျေးဇူးတင်ကြောင်းဒီနေရာနေပြီးတော့ပြောကြားလိုပါတယ်ခင်ဗျာကျွန်တော်တို့ရရှိခဲ့တဲ့ဆုတွေဆိုတာကကျွန်တော်တို့နဲ့ကျွန်တော်တို့ရဲ့ကလေးတွေအတွက်မဟုတ်ပါဘူးကျွန်တော်တို့ရဲ့ ARI တိုင်းဒေသကြီးအတွက်ကျွန်တော်တို့ရဲ့ဘူဝေမျိုးအတွက်နောက်ဆုံးကျွန်တော်တို့ရဲ့ပညာခေတ်ပိုင်းအထက်တန်းကျောင်းကြီးအတွက်ပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောကြားလိုတာကတော့အကြောင်းမျိုးကြောင့်ဘိုးစင်းကြီးကိုရောက်လာပြီမဲ့ကျွန်တော်တို့အကြောင်းအတွက်ကျွန်တော်တို့ရဲ့ခရိုင်အတွက်တိုင်းအတွက်ပြည်နယ်အတွက်လုံးဝအားကိုးနေရတဲ့ကျူးကျော်တဲ့တပည့်ပေါင်းများစွာကျွန်တော်မှကြံရှိနေပါသေးတယ်သူတို့အားလုံးကိုလည်းသူတို့အားလုံးရဲ့စူးစမ်းပေးခဲ့မှုတွေအတွက်ကျွန်တော်ဒီဆရာကနေပြီးတော့ဒီနေရာကနေပြီးတော့အထူးကျေးဇူးတင်ကြောင်းတပည့်များကိုလည်းပြောကြားလိုပါတယ်ခင်ဗျာရှင်းနေများပါလေလုံးဝအားမလျှော့ဘဲနဲ့ဆက်လက်ရှင်းပြစီနေပါတယ်ကျွန်တော်လည်းဒီနေရာပဲရောက်ရောက်ကျွန်တော်ရဲ့မူဝေမျိုးအတွက်ကောင်းမွန်တဲ့ဥစ္စာရင်းမြစ်တွေကိုဖွံ့ဖြိုးအောင်ဆောင်ရွက်ပေးနိုင်တဲ့မူဝေသားတယောက်ဖြစ်နေကျွန်တော်ဆက်လက်ရည်တည်ချင်ပါတယ်ကျွန်တော်ရဲ့ပညာကိကိုယ်တိုင်ကျောင်းနဲ့ပညာရေးကျောင်းလူရေးမများကိုတိကျမကငွေချုပ်ပေးနိုင်တဲ့ကျောင်းတော်ကြီးဖြစ်ပါစေလို့ဆုမကောင်းတောင်းရင်းနဲ့ဒီကုန်းချော့ရပါတယ်ခင်ဗျာကျေးဇူးတင်ရှိပါရရှင်ဆက်လက်ပြီးအစီအစဉ်ခုနှစ်ရာနိုင်ငံတော်ဆင့်တွင်ပထမဆုံးရရှိခဲ့သော Grade 7 မှာကျောင်းသူတွေမှတ်တမ်းမှုတွေမှာအင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲတွင်ထူးချွန်သူရရှိအောင်ကြိုးစားခဲ့ဖို့များအတွေ့အကြုံများနှင့်ပတ်သက်၍ရှင်းလင်းပြောကြားမည့်အစီအစဉ်ပဲဖြစ်ပါရရှင်စိတ်ပြည့်ထက်သူဖိတ်ခေါ်အပ်ပါရရှင်အားလုံးမင်္ဂလာပါရှင်မင်္ဂလာရှိတဲ့ကျွန်တော်ရဲ့နိုင်ငံတော်အဆင့်အင်္ဂလိပ်စာဆွေးနွေးပွဲတွင်သူရရှိသူများဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားသို့ကြွရောက်ကြပါသောပညာရေးဌာနမှအကြီးအကဲများကျွန်တော်ရဲ့လေးစားအပ်ပါသောကျောင်းဆရာကြီးတွေဆရာမများဖိတ်ကြားထားသောဧည့်သည်တော်များနှင့်ကျောင်းသားကျောင်းသူများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနှင့်ပြည့်စုံပါစေလို့ဆုမကောင်းတောင်းလိုက်ပါရရှင်ကျွန်မကတော့2025-2026ပညာသင်နှစ်နိုင်ငံတော်အဆင့်အင်္ဂလိပ်စာဆွေးနွေးပွဲတွင်ပထမဆုံးရရှိတဲ့ Grade 7 Therapy အခမ်းအနားမှာတက်မှုသွင်းမယ်ဖြစ်ပါရရှင်ဒီနေ့ကျွန်မကတော့အင်္ဂလိပ်စာဆွေးနွေးပွဲကာလအတွင်းမှာဘယ်လိုမျိုးစူးစမ်းခဲ့ရလဲဆိုတာကိုအကြီးအကဲပြောပြချင်ပါတယ်အင်္ဂလိပ်စာဆွေးနွေးပွဲမှာဆိုရင်အဆင့်၄ဆင့်ပြန်ရပါတယ်ပထမအဆင့်ကတော့ကျောင်းအဆင့်ပြန်ပွဲဖြစ်ပါတယ်ဒီအဆင့်မှာလည်းတိုင်းတွေကဒီကနေ့မှာအထူးထပ်တဲ့ကျောင်းသူကျောင်းသားတွေကိုတည်တည်ချာချာရွေးချယ်ကြပါတယ်။ရွေးချယ်ခံရတဲ့ကျောင်းသူကျောင်းသားတွေကမျိုးနယ်အဆင့်ကိုဆက်လက်ရှင်ပြရပါတယ်။မျိုးနယ်အဆင့်ပြန်ဖို့အတွက်ဆရာဆရာမတွေကကျမတို့ကိုတည်တည်ချာချာလေ့ကျင့်ပေးကြပါတယ်။ကျောင်းချိန်တွေမှာတွေရောပြီးတော့ပြင်ပချိန်တွေမှာပါဆရာတို့ကခေါ်ပြီးတော့စနစ်တကျလေ့ကျင့်ပေးကြပါတယ်။တူတူလေ့ကျင့်ပြရတဲ့သူတွေနဲ့လည်းမောင်နှမအရေးချတဲ့လူမျိုးခေတ်မှုတွေကိုရရှိခဲ့ပါတယ်။ကျမတို့ပထမဆုကိုရရှိခဲ့ပါတယ်။အဲဒါကြောင့်တိုင်းအစီကိုဆက်လက်ရှင်ပြရပါတယ်။တိုင်းစစ်ဆိုတာမျိုးကမြို့နယ်အသီးသီးရဲ့အတော်ဆုံးကျောင်းသားကျောင်းသူတွေပဲရှင်ပြကြတဲ့ပြိုင်ပွဲမျိုးပါ။အဲဒါကြောင့်ကျမတို့တွေပထမဆုတွေကိုရရှိဖို့အတွက်ဆရာဆရာမတို့ကတည်တည်ချာချာလေ့ကျင့်ပေးကြပါတယ်။ကျမတို့ရေးထားတဲ့ essay တွေကိုတစ်လုံးမကျန်မှတ်မှန်တကယ်ဖြစ်အောင်စစ်ပေးရဲ့လူများရှိမှယုံကြည်မှုအပြည့်နဲ့ပြောဆိုရှင်ပြိုင်နိုင်ဖို့လည်းချက်ခါတည်းနဲ့လေ့ကျင့်ခဲ့ရပါတယ်။ဆရာတို့ရဲ့သင်ကြားပို့ချမှုနဲ့ကျမတို့ရဲ့စူးစမ်းမှုတွေကြောင့်တိုင်းအဆင့်မှာပထမဆုတွေကိုရရှိခဲ့ပါတယ်။အဲဒါကြောင့်နောက်ဆုံးအစိတ်ကြီးဖြစ်တဲ့ဘိုးအစိတ်ကိုတက်လန်းခွင့်ရခဲ့ပါတယ်။ဘိုးအစိတ်ပြိုင်မှုအကျဉ်းအရင်နှစ်တွေကဘိုးအစိတ်နဲ့ပတ်သက်ပြီးတော့မှအတွေ့အကြုံရှိတဲ့အမစီနီယာအမမြောက်ဖြစ်တဲ့အမဆုစုစံတော်လင်းချက်နဲ့အမနေရသူကလည်းကျမတို့အဖက်ဖက်ကနေပြီးတော့ကူညီခဲ့ပေးပါတယ်။ကျမတို့ဒီဘိုးအစိတ်မှာဆိုရင်ကျိုးတင်မတိရတဲ့ခေါင်းစဉ်တွေကိုပြောရတာဖြစ်ပြီးတော့ခေါင်းစဉ်အခက်တွေကိုပဲပြောကြရတာပါ။အဲဒါကြောင့်မို့လို့ခေါင်းစဉ်အခု90လောက်ကိုလေ့ကျင့်ခဲ့ရပါတယ်။အကြောင်းချိန်တွေကမကဆရာကညနေဘက်ဆိုရင်အိမ်မှာပေါ့နော်လေ့ကျင့်ရတယ်။တစ်ချိန်လုံးကိုဒီပြိုင်ပွဲအတွက်စိတ်နဲ့ပြီးတော့လေ့ကျင့်ခဲ့ကြရပါတယ်။အဲလိုနဲ့ပြိုင်ပွဲပြန်ရတဲ့နေ့ကိုရောက်ရှိလို့လာပါတယ်။အဲဒီနေ့ကကျွန်မပြောခဲ့တဲ့ခေါင်းစဉ်ဟာဆိုရင်တခြားလူတွေအတွက်သွေးတိုင်းပဲဆိုပေမဲ့ကျွန်မအတွက်ကတော့အနည်းငယ်ခက်ခဲခဲ့ပါတယ်။ဘာလို့လဲဆိုတော့ကျွန်မပြောခဲ့ရတဲ့ခေါင်းစဉ်ဟာဆိုရင် my favorite cartoons I have watched ဖြစ်နေလို့ပါကျွန်မတို့ဒီကာတွန်းသားတွေမကြည့်ရတဲ့ကာတွန်းသားတွေမကြည့်တဲ့သူတွေအတွက်ကြတော့ဒီခေါင်းစဉ်ကအခက်ခဲဖြစ်ပါတယ်။ဒါပေမဲ့ကျွန်မကပုံမြင်နေစောင်းတွေကိုဖတ်ကြတာအလိုနဲ့တတ်တယ်။အဲဒါကြောင့်မလို့
ကျွန်မဖတ်ဖို့ပုံမြင်တဲ့ကစက်ကောင်တစ်ခုကို cartoon character တစ်ခုအဖြစ်နဲ့ပြောင်းပြီးတော့လက်တန်းရှင်နိုင်ခဲ့ရပါတယ်ကျွန်မပထမနေ့မှာပဲထိုက်အရွေးချက်ခံခဲ့ရပါတယ်အရွေးချက်ခံရတဲ့၃ခုပါဆိုရင်ဒုတိယနေ့ကိုဆက်လက်ရှင်ပြန်ရပါတယ်ကျွန်မပါဝင်ကျန်တို့ကလည်းတကယ်ကိုတော်ကြတဲ့အကျိုးတွေပါပဲပြိုင်ပွဲခံပြီးတော့နေ့မှာဆိုရင်တော့ pressure ချုပ်ပါတယ်အတော့ကျွန်တော်ဖျောင်းရရဆိုတော့ရုံတော့မြင်နိုင်ပါဘူးဆိုတော့ဒီလိုအစိတ်ကြီးချီဖျောင်းမဆိုရရှိရဆိုတာကလည်းဆရာမတွေရဲ့မြစ်တာတွေစေတနာတွေနဲ့သင်ကြားပို့ချမှုကြောင့်ပါရှင်ပြီးတော့ဒီလိုမျိုးပြိုင်ပွဲတွေဒီလိုပြိုင်ပွဲတွေမှာလည်းဖျောင်းမဆိုရရှိရဆိုတာကလည်းအနောက်ကပံ့ပိုးပေးတဲ့မိဘတွေဆရာမတွေကြောင့်လည်းပါပါတယ်ရှင်ကျွန်မဒီလိုမျိုးဆိုရရှိတဲ့အတွက်ကြောင့်လည်းအရင်ကိုဝတ်သားရပါတယ်ပြီးတော့ဒီလိုမျိုးဒီအင်္ဂလိပ်စာဆိုရင်ပြန်ဝင်ကျောင်းစိတ်ကိုကျင်းပပေးရဲ့ကျောင်းဆရာကြီးကိုလည်းဒီများနဲ့အထူးကျေးဇူးတင်ရှိပါတယ်ရှင်ပြီးတော့ကျွန်မကိုအမြဲတမ်းကျွန်မစိတ်တကြနေတဲ့အချိန်မှာပဲဖြစ်ဖြစ်ဒီပြန်ပွဲနဲ့ပတ်သက်ပြီးတော့မှအမြဲတမ်းပတ်ဖို့ရရဲ့ကျွန်မမိဘတစ်ပါးကိုလည်းဒီများနဲ့ကျေးဇူးတင်ရှိပါတယ်ရှင်နောက်နေ့လာမယ့်ပြန်ပွဲတွေမှာလည်းဒီချာချာစူးစမ်းသွားပါမယ်ရှင်စူးစမ်းမှုဆိုတာကစိတ်ရုပ်သွားတာမျိုးမရှိပါဘူးရှင်ဒီအခုချိန်ကနေစပြီးတော့ပေးဆိုင်မှာဒါနောက်တစ်ချိန်မှာအသိခွင့်တွေများစားရဖြစ်တယ်ဆိုတဲ့အကြောင်းကျွန်တော်မြန်မာစာပေမှာသင်ကြားခဲ့ရပါတယ်။အဲ့ဒီတိုင်းပဲကျွန်တော်တို့ဒီချိန်မှာစူးစမ်းမှသာနောက်ချိန်မှာအောင်မြင်မှုတွေကိုရရှိလာမှာဖြစ်ပါတယ်။အဲကြောင့်ကျွန်မစကားလက်ဆောင်လေးပါချင်တာကတော့စူးစမ်းပါစူးစမ်းမှုနဲ့ထိုက်တဲ့အောင်မြင်မှုတွေကိုနောက်တစ်ချိန်မှာကျွန်တော်တို့တစ်ချိန်ကိုမြေကြီးလက်ခံမလဲရောက်ရှိနေတဲ့အကြောင်းပြောကြရင်ကျွန်မရဲ့ဒီကုန်းချက်ပါရှင်။အားလုံးကျေးဇူးတင်ပါတယ်ရှင်ဒီစီရှိရာ break 9မှာအကြောင်းသူလေးမဆူဆူစန္ဒာလေးထဲမှာကျေးဇူးတင်စကားပြန်လည်ပြောကြားမိအစီအစဉ်ဖြစ်ပါရဲ့ရှင်။စီမင်းထက်သူဖိတ်ခေါ်အပ်ပါရဲ့ရှင်။အောင်မဲမင်္ဂလာပါရှင်။ယနေ့2025-2026ပညာသင်နှစ်ပညာခေတ်ကိုပိုင်ထက်တဲ့ကျောင်းမအူပင်မျိုးနိုင်ငံတော်အဆင့်အင်္ဂလိပ်စာဆွေးနွေးပြိုင်ပွဲတွင်ဆုရရှိသူများအားဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကိုကြွားရောက်ချီးမြှင့်အားပေးဂုဏ်ပြုကြပါသောပညာရေးဌာနမှအကြီးအကဲများပညာခေတ်ကိုပိုင်ထက်တဲ့ကျောင်းမှကျောင်းဆရာကြီးနှင့်ဆရာဆရာမများကျောင်းသားကျောင်းသူများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ကျွန်မကဒီနေရာကနေမြတ်တာဘုရားဆုတောင်းလိုက်ရပါတယ်ရှင်ကျွန်မကတော့2025-2026ပညာသင်နှစ်နိုင်ငံတော်အဆင့်အင်္ဂလိပ်စာဆွေးနွေးပြိုင်ပွဲမှာတတိယဆုရရှိခဲ့တဲ့ပညာခေတ်ကိုပိုင်ထက်တဲ့ကျောင်းမအူပင်မျိုးမှာ Grade 9ကျောင်းသူမဆူဆူစန္ဒာလေးထပ်ပဲဖြစ်ပါရဲ့ရှင်ကျွန်မကဒီနေ့မှာနိုင်ငံတော်အဆင့်ကြီးရောက်အောင်စ조사ခဲ့ရပုံအစီအစဉ်ကိုအနည်းငယ်ရှင်းပြချင်ပါတယ်ရှင်ပထမဦးဆုံးအနေနဲ့ကျွန်မတို့ရှင်းပြရတဲ့အင်္ဂလိပ်စာဆွေးနွေးပြိုင်ပွဲမှာ writing ဘိုင်းနဲ့ speaking ဘိုင်းဆိုပြီးတော့နှစ်ပိုင်းခွဲထားပါတယ်ပထမဦးဆုံးအနေနဲ့ဆိုရင်ကျွန်မက writing ဘိုင်းနဲ့ပတ်သက်ပြီးပြင်ဆင်ခဲ့ပုံတွေကိုရှင်းပြချင်ပါတယ်အကြောင်းအရာအမှန်ကန်တည်ကြပြီးတော့ကျင့်တဲ့ essay တစ်ပုဒ်ရဖို့ဆိုရင်ခေါင်းစဉ်နဲ့ပတ်သက်တဲ့စာပေတွေကိုကျွန်တော်တို့ကအများကြီးလေ့လာဖတ်ရှုခဲ့ရပါတယ်။ရေးသားရှင်းပြတဲ့အခါမှာလည်းအမှားအယွင်းကင်းပြီးတော့တန်ရှင်းသက်ရောက်မှုရှိဖို့အတွက်အထူးတလဲပြုစိုက်ခဲ့ရပါတယ်ရှင်။ဆက်လက်ပြီးတော့ speaking ဘိုင်းပြင်ဆင်ပုံကိုဆက်လက်ရှင်းပြသွားပါမယ်ရှင်။ speaking ဘိုင်းရဲ့အရေးကြီးဆုံးအပိုင်းကိုပြောနိုင်တဲ့ public speaking အတွက်ကိုတော့ကျွန်တော်တို့အချိန်ကြီးအများကြီးပေးပြီးလေ့ကျင့်ခဲ့ရပါတယ်။လူများရှိမှပြောရတာကိုကြောက်တတ်တဲ့သူအနေနဲ့ပြီးတော့အခုလိုမျိုးပြိုင်ပွဲတွေမှာရေးရဲဝန်းနဲ့ရှင်းပြနိုင်ဖို့အတွက်ဆိုရင်ကျမတို့အချိန်ကြီးအများကြီးပေးခဲ့ရတယ်။လေ့ကျင့်မှုတွေအများကြီးလုပ်ခဲ့ရပြီးတော့ကြောက်စိတ်တွေကိုလည်းကျော်လွှားခဲ့ရပါတယ်။ဆက်လက်ပြီးတော့ဒီလိုမျိုးတွေလုံးမှုရဲ့ရလဒ်အနေနဲ့ဆိုရင်2022-2023 2024-2025-2026ပညာသင်နှစ်တွေမှာနိုင်ငံတော်အဆင့်တတိယဆုနဲ့2024-2025ပညာသင်နှစ်မှာတော့တိုင်းဒေသကြီးအဆင့်ပထမစားရဆုတွေကိုစုခုရရှိနိုင်ခဲ့ပါတယ်ရှင်။ကျမဒီလိုမျိုးဆုတွေရရှိခဲ့တယ်ဆိုတာကတော့ကျမတယောက်တည်းရဲ့ကြိုးပမ်းမှုတွေကြောင့်ပဲတော့မဟုတ်ပါဘူး။အဲဒါကြောင့်မလို့ကျမကဒီနေရာကနေကျမကိုနောက်ွယ်ကနေပံ့ပိုးကူညီပေးခဲ့တဲ့သူတွေကိုကျေးဇူးတင်ကြောင်းပြောချင်ပါတယ်ရှင်။ပထမဦးဆုံးအနေနဲ့ဆိုရင်အင်္ဂလိပ်စာဆွေးနွေးပြိုင်ပွဲကျောင်းစဉ်ကိုကျင်းပပေးပြီးတော့ဒီလိုမျိုးကျမတို့တိုင်းစဉ်တွေဘိုးစဉ်တွေတွားပြီးတော့ရှင်ပြိုင်ရတဲ့အခါမှာလည်းနောက်ွယ်ကနေပံ့ပိုးကူညီပေးခဲ့တယ်။ဒီလိုမျိုးဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကိုလည်း
ခက်ခက်နာနာကျင်းပပြီးတဲ့ကျမတို့ပညာကိကိုပိုင်ထက်တဲ့ကျောင်းရဲ့ကျောင်းဆရာကြီးဦးသိန်းထွန်းကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်ဆက်လက်ပြီးတော့ဒီလိုစုတွေရရှိအောင်သင်ကြားပြသပေးတဲ့ဆရာဆရာမတွေကိုလည်းကျေးဇူးတင်ရှိပါတယ်ရှင်ဆရာဦးဆိုင်စံအောင်ဆရာမတော်ဆူဆူနိုင်ဆရာဦးထက်လေးကျော်နဲ့ Teacher Roslyn တို့ကိုကျမကအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်ကျမကိုသင်ကြားပြသပေးခဲ့တဲ့သူတွေတဲကမှအကြီးကလမ်းပြသူတို့ကိုလည်းကျမကဒီနေ့မှာဖော်ပြချင်ပါတယ်ကျမရဲ့၄နှစ်တာပြိုင်ခဲ့တဲ့အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲခရီးစဉ်တစ်လျှောက်မှာဘေးနားကနေတက်တက်ကြွကြွနဲ့ပါဝင်ကူညီပြီးတော့သင်ကြားပြသပေးတဲ့ဆရာဦးဆိုင်စံနာကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်ဆရာကကျမတို့ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူတွေထက်ကိုအများကြီးပို့ပြီးတော့ပြင်ပန်းခဲ့တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်နေမကောင်းဖြစ်နေတဲ့အချိန်တောင်မှတက်တက်ကြွကြွနဲ့ကျမတို့ကိုသင်ကြားပြသပေးခဲ့ပါတယ်။အခက်အခဲတွေရှိတဲ့အချိန်မှာလည်းရှေ့ကနေမမမရက်ကြည့်ပြီးတော့ကုညီလက်ပြပေးခဲ့တဲ့စိတ်သက်ခွန်အားတွေလည်းအများကြီးပေးခဲ့ပါတယ်။ဆရာရဲ့သင်ကြားပြသမှုတွေမပါဝင်တဲ့အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကရွက်မပါတဲ့နေ့စဉ်လိုဖြစ်နေမှာတော့အသေးချပါပဲရှင်။ဆက်လက်ပြီးတော့ကျမရဲ့ကျေးဇူးရှင်မိဘနှစ်ပါးကိုလည်းကျေးဇူးတင်ချင်ပါတယ်ရှင်။အထူးသဖြင့်အနေနဲ့ကတော့ကျမရဲ့အမေကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမအမေကကျမကိုရုပ်ပိုင်းဆိုင်ရာရောစိတ်ပိုင်းဆိုင်ရာပါကြံ့ခိုင်လာအောင်အများကြီးထောက်ပံ့ကူညီပေးခဲ့ပါတယ်။နောက်ဆုံးအနေနဲ့ဆိုရင်မိချနေတဲ့အချိန်မှာဖေးမကူညီပြီးတော့ဒီလိုစုတွေရရှိတဲ့အချိန်မှာလည်းဘေးနားမှာရှိနေပေးခဲ့တဲ့ကျမရဲ့တငယ်ချင်းတွေကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။အချုပ်အနေနဲ့ဆိုရင်ကျမတို့ရှင်ပြိုင်ရတဲ့အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲက Grade 5ကနေ Grade 9အတွင်းကျင်းပပါတယ်။ဒီလိုစွမ်းရည်ပြိုင်ပွဲတွေမှာဝင်ပြိုင်ခြင်းနဲ့ကျမတို့ရဲ့စွမ်းရည်တွေမြင့်တင်လာနိုင်တယ်လို့လည်းကျမကအပြည့်အဝယုံကြည်ပါတယ်။အင်္ဂလိပ်စာဘာသာစကားဆိုတာကနိုင်ငံတကာသုံးစကားဖြစ်တဲ့အတွက်ကြောင့်မလို့လူတိုင်းတက်ရောက်သိမှုကိုလည်းလိုအပ်တယ်လို့ကျမကထင်ပါတယ်ရှင်။အဲဒါကြောင့်မလို့မောင်လေးညီမလေးတို့ကိုအခွင့်ရှိတော့အခါမနာလို့မှာအင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကိုဝင်ပြိုင်ကြဖို့တိုက်တွန်းရင်းနဲ့ဒီကုန်းချအပ်ပါတယ်ရှင်။ကျေးဇူးတင်ရှိပါတယ်ရှင်။ Bye.